တကောင်ရဲ့ညရဲ့အငှားရင်လူသူကင်းဝေးတဲ့လမ်းမကြီးပေါ်မှာကားတစ်စီးရဲ့မောင်းရတဲ့ခန်းစားချက်ကိုခမည်းသိလားကားရှိမီးရောင်ကလမ်းကိုထိုးပြနေပေမဲ့ကားနောက်ကြီးမှန်ထဲမှာဘာမှမမြင်ရတဲ့အမောင်တို့ပဲရှိနေတာတခါတလေကြာရင်ကျွန်တော်တို့ရဲ့ကားနောက်ခန်းထဲမှာတကယ်ပဲဘာမှမရှိဘူးဆိုတာသိကြရဲ့လားအခုကျွန်တော်ပြောပြမယ့်ဇလန်းကတော့ရန်ကုန်မြို့ရဲ့ညတကောင်ရံလမ်းမပေါ်မှာတကယ်ဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တစ်ခုပေါ့ကိုနိုင်မင်းဆိုတာညဘက်အငှားကားမောင်းတဲ့သူတညမှာတော့မိုးလဲတပွဲပွဲရွာအချိန်ကလည်းတနာရီခန့်လောက်တော့ရှိပြီမြောက်တကုံဘက်ကလမ်းမကြီးကြီးပေါ်မှာသူကားမောင်းလာရင်လမ်းဘေးမှာထီးမပါပဲမိုးရီထဲရက်နေတဲ့မိန်းကလေးတယောက်ကိုတွေ့လိုက်ရတယ်အဲ့ဒီမိန်းကလေးကအဖြူရောင်ကားဝင်လေးနဲ့လက်ထဲမှာတော့အနီရောင်လက်ကင်အိတ်လေးတစ်လုံးကိုနိုင်မင်းကကားငါမလားဆိုပြီးတော့ကားလေးရက်လိုက်တယ်မိန်းကလေးကဘာမှမပြောပဲနောက်ခန်းတကားကိုဖွင့်ပြီးတော့တက်ထိုင်လိုက်တယ်အဲ့ဒီအချိန်မှာကိုနိုင်မင်းသတိထားမိတာတခုကအဲ့ဒီမိန်းကလေးကားပေါ်တက်လာတဲ့အချိန်မှာကားထဲကလေတွေကရုတ်တရက်အေးစိမ်သွားတာပဲမိုးရီတွေစုံနေလို့ဖြစ်မှာပါလို့သူတွေးလိုက်တယ်ကားမောင်းနေရင်ကိုနိုင်မင်းကဘယ်ကိုသွားမလဲညမလေးလို့မေးလိုက်တယ်မိန်းကလေးကတောင်မွေတင်းချိုင်ဟောင်းသားကလမ်းကိုမောင်းမိပါတော့ကိုနိုင်မင်းလည်းနည်းနည်းတော့ကြောချမ်းသွားပေမဲ့ဆက်မောင်းလာခဲ့တယ်လမ်းတစ်ဝက်မှာနောက်ကြီးမှန်အောင်ကြည့်လိုက်တော့သူမြင်လိုက်ရတာကနောက်ခန်းထဲမှာမိန်းကလေးကရှိမနေတော့ဘူးသူလန့်ပြီးကားကိုဒုံကနေရက်လိုက်တယ်ဒါပေမဲ့ပြန်ကြည့်လိုက်တော့မိန်းကလေးကအနောက်မှာငြိမ်ငြိမ်လေးထိုင်နေတုံးပဲမှောင်လို့ငါမျက်စိမှားတာနေမှာပါလို့ကိုနိုင်မင်းကကိုအားပေးလိုက်ရတယ်ဒါပေမဲ့ကားထဲမှာအနံ့တစ်ခုရလာတယ်အဲ့ဒီအနံ့ကမိုးရေနံ့မဟုတ်ဘူးဗျပုတ်စော်လိုအနံ့တစ်ခုကိုရလိုက်တာကိုနိုင်မင်းကရှေ့ကနေအတင်းမောင်းနေတော့သူ့ပကုံးပေါ်ကိုအေးဆက်ဆက်လက်တစ်ဖက်ကတင်လာတာကိုခံစားလိုက်ရတယ်သူတပြေးပြေးလှည့်ကြည့်လိုက်တဲ့အချိန်မှာအဲ့ဒီမိန်းကလေးရဲ့မျက်နှာကမိုးရေဆူနေတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့သူ့ရဲ့အရေပြားတွေကရေထဲမှာအကြာကြီးစိန်ထားရတယ်လို့မျိုးဖောင်းပွားပြီးတော့ဖြူဆွတ်ဆွတ်ကြီးဖြစ်နေတာသူကကိုနိုင်မင်းကိုစိုက်ကြည့်ပြီးပြောတယ်အကူကျမအိမ်ကိုရောက်ပြီတဲ့ကိုနိုင်မင်းလဲကားကိုအမြန်ရက်ကားတကားကိုဖွင့်ပြီးတော့နောက်ကိုလုံးဝလှည့်မကြည့်ဘဲနဲ့ပြေးတော့တာနောက်နေ့မနက်သူကားစီကိုပြန်သွားတဲ့အချိန်မှာတော့ကားနောက်ခန်းမှာဘာမှမရှိနေတော့ဘူးဒါပေမဲ့ကားထိုင်ကုန်ပေါ်မှာတော့အနီရောင်လက်ကင်အိတ်လေးတစ်လုံးကကျန်နေခဲ့တယ်။အဲ့ဒီအိတ်ထဲမှာရှိနေတာကလွန်ခဲ့တဲ့တစ်ပတ်ကဒီလမ်းစုံမှာပဲကားတိုက်ခံရပြီးဆုံးသွားတဲ့မိန်းကလေးတယောက်ရဲ့မှတ်ပုံတင်တစ်ခုကိုနိုင်မင်းလည်းလက်တွေတုံနေတယ်။ဒါပေမဲ့သူပိုပြီးသွေးပြက်သွားစေတာကအိတ်ထဲမှာအတူပါလာတဲ့နောက်ထပ်ဓာတ်ပုံတစ်ပုံပဲ။အဲ့ဒါကမိန်းကလေးတင်ဆုံးသွားတဲ့နေ့ကအခင်းဖြစ်ပွားရနေရာမှာရိုက်ထားတဲ့တက်တီခံမှတ်တမ်းပုံဖြစ်နေတယ်။ဓာတ်ပုံထဲမှာမိန်းကလေးကသွေးအိမ်ထဲမှာလဲနေပြီးတော့အဲ့ဒီဓာတ်ပုံရဲ့နောက်ခံလူကိုထဲမှာမိန်းကလေးကိုဝိုင်းကြည့်နေတဲ့လူတစ်ယောက်ကိုကိုနိုင်မင်းအထင်ရှားမြင်လိုက်ရတယ်။အဲ့ဒီလူကတခြားလူဟုတ်မနေဘူးကိုနိုင်မင်းကိုယ်တိုင်ပဲဖြစ်နေတယ်အဲ့ဒီညကသူလမ်းဆောင်မှာလူတယောက်ကိုတိုက်မိခဲ့တာကိုသူမှတ်မိသွားတယ်အမှောင်ထဲမှာကြောက်စိတ်နဲ့သူမောင်းပြေးခဲ့တာသူတိုက်မိတဲ့သူကသူ့ကားပေါ်မှာလိုက်စည်းလာတဲ့ကောင်မလေးဖြစ်နေတယ်ကိုနိုင်မင်းလည်းတကိုယ်လုံးအေးဆက်သွားပြီးတော့နှလုံးခုန်တန်တွေကဒိန်းကနေပြီးလာတော့တာပေါ့အဲ့ဒီနေ့ကသူတိုက်ပြီးထွက်ပြေးခဲ့တော့ငါတိုက်မိတာလူမဟုတ်တော့ပါဘူးခွေးဒါမှမဟုတ်တရိษံတကောင်ကောင်ပဲဖြစ်မှာပါလို့သူကတွေးခဲ့မိတာသူကားဆက်ကိုအတင်းနှိုးတယ်ဒါပေမဲ့ဆက်ကလုံးဝနှိုးလို့မရဘူးအဲ့ဒီအချိန်မှာပဲကားနောက်ခန်းကနေအနံ့တစ်ခုပြန်ရလာတယ်သူနောက်ကြည့်မှန်ကိုမကြည့်ရဲခဲ့ဘူးဒါပေမဲ့ကားရှိမှန်ပေါ်မှာမိုးရေစက်တွေကြောင့်ရေခိုးငွေ့တွေဖြစ်လို့နေပါတယ်ကားမှန်ပေါ်ကနေတဖြည်းဖြည်းချင်းနဲ့စက်လုံးတွေပေါ်လာတယ်အကူအဲ့ဒီကကျမရဲကြီးတာဘာလို့ထားခဲ့ရတာလဲကိုနိုင်မင်းလဲအသက်ရှူရမတက်ဖြစ်နေတော့မှပဲသူ့ရဲ့ပခုံးနှစ်ဖက်ပေါ်ကိုအေးဆက်ဆက်လက်နဲ့ချောင်းကတဖြည်းဖြည်းချင်းစီကျလာတယ်အဲ့ဒီလက်တွေကသူ့လေပင်ကိုတင်းကျပ်အောင်ညှစ်လာတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့တငယ်ချင်းတယောက်ကခင်ခင်မင်မင်ဖတ်ထားတဲ့ပုံစံမျိုးပြီးတော့အနားနားကိုကပ်ပြီးတူတူလေးပြောလိုက်တဲ့အတန်ကဒီတကားတော့အတူတူသွားကြရအောင်နော်ဇလန်းလေးကဒီမှာတင်ပြီးသွားပါပြီညဘက်ကားမောင်းတဲ့ညီကိုတွေလည်းတတိထားပြီးမောင်းကြနော်ညဘက်ကားမောင်းရင်ကြုံတွေ့ရတဲ့ဇလန်းလေးတွေရှိရင်လည်းအောက်က comment ထဲမှာပြောသွားပေးလို့ရပါတယ်ကျွန်တော်ရဲ့စိတ်ဝင်စားစရာဇလန်းလေးတွေကိုဆက်နားထောင်ခြင်းနဲ့ဆိုရင်တော့ follow လေးလည်းလုပ်ထားခဲ့ပါဦးနော်